မြန်မာနိုင်ငံမှာအဖြေရှာအဖြေရအောင်ရှာဖို့တစ်ခုပဲရှိအန်ယူဂျီကိုထောက်ခံတဲ့သူနဲ့အန်ယူဂျီနဲ့စကားစမင်းအောင်လှိုင်ကိုထောက်ခံတဲ့သူနဲ့ဘောမာနဲ့အဲ့ဒီနှစ်ခုထဲကခမည်းတော်တိုင်းပြည်ဘာမှမတိုးတက်ဘူးโอเคကျွန်တော်ကတစ်ခုပဲပြောလိုက်မယ်အဲ့ဒီနှစ်ခုလုံးနဲ့မြမနိုင်ငံရေးအနာကဘာမှဖြစ်မလာဘူးတက်လားခင်ဗျဘယ်တော့တော့ရှက်ဖို့ကောင်းလဲသိလားကျွန်တော်88မှာဖြတ်တန်းတဲ့အချိန်မှာဇင်မာအောင်ဆို6တန်းကျောင်းသူလေးဗျာဟိုစင်တာမင်းရတော်မှာ9တန်းပေါ့ဒါတရားပေါ်မှာခိုးယူစားသုံးပြီးတော့အာနာရှာဖွေနေတဲ့အဖွဲ့အစည်းနှစ်ခုကိုဘယ်သူကကောင်းပါတယ်ဘယ်သူကမကောင်းပါဘူးလို့ကျွန်တော်ပြောရမှာလားဗျာနှစ်ခုစလုံးကအတူတူလေဒါဆိုရင်ကောင်းတဲ့ဥစ္စာတစ်ခုကိုခင်ဗျားပြပါဆိုတော့မကောင်းတဲ့ဥစ္စာနှစ်ခုကိုခင်ဗျားတို့စမ်းကျင်တော်လှန်လိုက်တော့မှကောင်းတဲ့ဥစ္စာတစ်ခုပေါ်လာမယ်လေအဲ့ဒါကိုလီနီကလေလွန်ခဲ့တဲ့နှစ်ပေါင်းဗုဒ္ဓမြတ်စွာဘုရားတော်မမွေးသေးဘူးဗျာကိုလီနီကလွန်ခဲ့တဲ့နှစ်ပေါင်း2900ကမွေးတာဗျာမကောင်းတာတွေကိုတော်လှန်ပြီးကောင်းတာကိုပဲတီဆောက်မဲ့မတ်တရောအကျင့်ရောစနစ်ရောဥပဒေရောလိုတယ်ဆိုတော့ရေးသားဖော်ပြခဲ့တာလေဆဲရင်ကျွန်တော်ရိုင်းအောင်မယ်တဲ့ကျွန်တော်ပြောချင်တယ်ဆဲတယ်ဆိုတာစကားလုံးတစ်ရပ်ပဲလေခံစားချက်နဲ့ကိုယ့်ရဲ့လိုချင်တာကိုလူတယောက်ကိုမတရားလုပ်ဖို့ပန်ဆယ်လိုကကျွန်တော်မအေးလို့ဆဲတယ်ဗျာကျွန်တော်လည်းမသိဘူးကျွန်တော်ကရေးတာကမြန်မာနိုင်ငံမှာထုတ်တဲ့မဂ္ဂဇင်းနော် Daily 7 မဂ္ဂဇင်းမှာကျွန်တော်ရေးတဲ့ဆောင်းပါးကိုသူကကော်ပီယူပြီးမအေးလို့ဆဲတယ်ဗျာဟာအဲ့ဒါရအမှန်တရားလားဗျာဒါဆိုရင် तू ဆဲကျင်တယ်ဆိုရင် तू လဲအဲ့ဒီလိုဟိုဗမာပြည်သူပြည်သားတွေရောဗာတွေရောဖတ်တဲ့မဂ္ဂဇင်းကြီးတစ်ခုပေါ့ဗျာဂျာနယ်တစ်ခုပေါ့ဗျာအဲ့မှာရေးပြီးဆဲပါလားဗျာကျွန်တော်ပြောတာရလားခင်ဗျားတို့ New York ဂျာနယ်ဆိုတာလေခင်ဗျာခဲလီတမျှတဲရီကြခဲ့ပြီတစ္ဆာချိုးဆိုတဲ့ကလောင်ရှင်နဲ့ဒေါ်အောင်ဆန်းစုကြည်တက်လာပြီးတော့တရုတ်နဲ့ပထမဆုံးဖေကြောက်ထိုင်နဲ့တွေ့ခဲ့တဲ့စီဝေးပွဲရဲ့အစအဆုံးကိုရေးပြီးတော့တရုတ်လိုချင်တာဒီအားလုံးကတဲရီကြခဲ့ပါပြီဆိုပြီးတော့ New Watch Journal မှာတစ္ဆာချိုအနေနဲ့ခဲလီတမျှတဲရီကြခဲ့ပါပြီလို့ကျွန်တော်ရေးခဲ့တာလေအခုတရုတ်ကသူကြခဲ့တဲ့တဲရည်တွေအကုန်သိမ်းပြီးတော့မင်းအောင်လှိုင်နဲ့ပေါင်းပြီးတော့မောင်အေးနဲ့ပန်ဆယ်လူကတော့စားပါစေအရေးကြိုကတော့ငါတို့နဲ့လှုပ်ရှားကင်စားလို့ရတယ်ဆိုပြီးတော့ဆက်လုပ်ပြီးတော့အားလုံးကတော့အတူတူပဲနော်ရိုင်းသွားမှလည်းကျွန်တော်ကြောက်တယ်နော်မဟုတ်ဘူးဆိုရင်မောင်အေးကအမေရိကန်မှာလေပန်ဆယ်လူကလည်းအမေရိကန်မှာလေတရားဆွဲလိုက်လေကျွန်တော်ဖြည့်ရှင်းပေးမယ်လေမကောင်းလားဟိုခင်ဗျားတို့ဗာမျိုးရံအောင်တဲ့ခွေးလေးကြပိုးအစင်းလောက်ရှိတဲ့ကောင်ကွာသိလားကျွန်တော်တို့88အစင်းလောက်နဲ့လာနှိုင်းတာဗျာခင်ဗျားတို့ကလေစောက်ရှက်လည်းမရှိဘူးဟိုပြဿနာဘာလဲဆိုရှင်အစ္ဆဂေါနာကမျက်လုံးကန်းသွားတဲ့ပြဿနာမျိုးဗျခင်ဗျားတို့ရဲ့ဒီမိုကရေစီကသိလား
ချီးကျွေးပါလို့ပြောထားတာချီးကျွေးပါဆိုတော့အချင်းသွားကျွေးတာချီးနဲ့ချင်းမှားတာဗျာလို့အဲ့လိုရေးတာဗျာမှန်တမ်းရာဆိုရင်အတွဲမှတ်၄စာမျက်နှာ139တတိယစာပိုက်မှာပါတယ်ဗျာကဲကိုရှယ်ကအဲ့လောက်ထိကြမ်းကြည့်တယ်ဗျာထပ်မပြောတော့ဘူးနော်ကိုယ့်ဘာသာကိုသွားရှာဖတ်တော့ဘာဖြစ်လို့လဲဆိုတော့အရန်အဆင်းမြင့်တဲ့ဥစ္စာကိုတဲ့အဆင်းနှိမ့်တဲ့ဥစ္စာနဲ့နှိုင်းယှဉ်ပြီးတော့သူ့အဆင်းမြင့်ကြောင်းကိုဖော်ပြဖို့အတွက်ချီးနဲ့နှိုင်းယှဉ်ခိုင်းတာရှင်အစ္စာဂေါနာကအချင်းသွားပြီးတော့ထဲ့တာချီးနဲ့အချင်းမှားတာအဲ့ဒါနဲ့အဆင်မပြေတော့ဘူးဆိုပြီးတော့သူ့စောက်မျက်လုံးနှလုံးလဲကမ်းပြီဗျာကမ်းတော့ကဲငါလဲတည်တော့မယ်ဘယင်လဲတတ်တော့မယ်ငါကိုငါလဲတတ်တည်တော့မယ်တဲ့ဒါဗဇက်ရာဇဝင်နေပေါ့ဗျာအဲ့ဒီဗဇက်ရာဇဝင်နဲ့ပတ်သက်ပြီးတော့ဂူတဝတွေအုတ်ကူတွေလှုပ်ထားတဲ့ပကံနေရာကိုလဲဆရာကြီးဒေါက်တာတန်းထွန်းနဲ့ကျွန်တော်ရောက်ခဲ့တယ်ဒါကိုလဲကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်ကအိန္ဒိယဘုံဘေး University မှာ Political Anthropology Master ယူခဲ့တဲ့ကောင်ဗျကျွန်တော်အဲ့ဒါအကုန်ရောက်ခဲ့တော့ဘာဖြစ်လို့လဲဆိုအဲ့ဒီမှာကျွန်တော်တွေးလိုက်တာကချီးနဲ့အချင်းမှားပြီးတော့အဆင်းမြင့်တဲ့အရာတစ်ခုဟာသူ့အဆင်းမြင့်ကြောင်းကိုအနှိမ့်ဆုံးအရာတစ်ခုနဲ့နှိုင်းယှဉ်ပြရတာလေဟုတ်ပြီလားရှင်အစ္စာဂုဏစောက်လုံးနှလုံးလည်းမရှိတော့ဘူးဗျာဟုတ်ပြီလားအဲ့ဒီမရှိတော့တဲ့စောက်လုံးနှလုံးကိုတပည့်တွေရောဘာတွေရောအကုန်အမားယွင်းနဲ့သူကချီးရင်တာတယ်သွားပြချခိုင်းတာဗျာသူ့ရဲ့ဓာတ်လုံးကိုအဲ့ဒီထွန်းလင်းလာတော့မှဟာပြန်ယူလာခဲ့ဓာတ်လုံးတွေမီးအောင်တောက်နေပြီဆရာကြီးဆိုတော့မှပြန်ယူလာခဲ့သူ့စောက်ခွက်သူ့စောက်လုံးတွေကိုအဲ့ဒီမှာတွန်းထဲ့တာရှင်းစကုန်းတော့ကျွန်တော်အားနာစရာမလို့ဘူးဗျာဒီကောင်ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဗျာတက်လားခင်ဗျားတို့နဲ့ကျွန်တော်နဲ့ဗုဒ္ဓဘာသာခင်ဗျားတို့တိတ်နားလည်နေသလားတိတ်ကျွမ်းကျင်နေသလားကျွန်တော်ဆရာတော်အရှင်ကေစိန်သားနဲ့ကျွန်တော်စကားပြောဘူးတယ်နော်ကျွန်တော်ဆရာတော်အရှင်ဉာဏ်နှိမ့်တရလည်းပြောဘူးတယ်ဆရာတော်ပေါမုခဆရာပါကျုပ်ဆရာတော်ဖျိုင်းနေလည်းကျွန်တော်ပြောဘူးတယ်ခင်ဗျာတမ္မထာနဲ့ဝိပဿနာကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ခွဲပြနိုင်တယ်ခင်ဗျားတို့စမ်းကြည့်လိုက်ကျွန်တော်ဘယ်သူမှလည်းစော်ကားစရာမရှိဘူးမတရားလုပ်စရာမရှိဘူးဒါပေမဲ့မတရားလုပ်နေတာကိုတော့ကျွန်တော်ကလေအစွဲထောင်ခေါင်းထောင်တက်နင်းသွားပေးကျင်တာခင်ဗျားတို့သိက္ခထမာနကိုကျွန်တော်ဆောင်းပါတစ်ပုဒ်ရေးအောင်မယ်ခင်ဗျားသိက္ခထကလေဘာမှမသိဘူးဒါပေမဲ့သိက္ခထသိလာတဲ့အချိန်မှလေဂေါရမဖြစ်သွားပြီစောက်အဆွဲထောင်တဲ့ဥစ္စာတွေကိုကောင်းနှင်းခဲ့တာကျွန်တော်အဲ့တော့အရင်သဘောကျသိလားခမည်းဘာသာခမည်းဗုဒ္ဓဘာသာတွေရောခမည်းကြိုက်တာပြောကျွန်တော်စိတ်ဝင်စားဘူးခမည်းမဟာဗရဒကျမ်း14တွဲဖတ်ဘူးတဲ့ကောင်မြန်မာနိုင်ငံထဲမှာမရှိဘူးကျွန်တော်ဖတ်ခဲ့တယ်ခမည်းမြန်မာနိုင်ငံထဲမှာဘေးဒင်ဆရာတွေအကုန်လိန်စားနေတာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်လိုက်ရှိုးပြောဖို့တောင်းဆိုနေကြတဲ့အတွက်ဒီအချိန်မှာတော့ကျွန်တော်မပြောနိုင်သေးဘူးဗျာကျွန်တော်အလုပ်လဲများတယ်ဗျာခီးတွေလည်းများတယ်ကျွန်တော်ရုံးကိစ္စတွေလည်းများတယ်ဆိုတော့ကျွန်တော်ဒါပေမဲ့အားလုံးကိုတည်ကြအောင်ကျွန်တော်ပြောနိုင်တာကတော့ကျွန်တော်တိတိကျကျပြောပါလိမ့်မယ်ကျွန်တော်ပြောရမယ့်အကြောင်းအရာကိုလည်းကျွန်တော်သေချာသိပါတယ်မြန်မာပြည်ရဲ့အပြောင်းအလဲက6လကျန်ပါတယ်6လကျန်တယ်ဆိုတာကအခုရွေးကောက်ပွဲရဲ့ဟိုဘက်ပေါ့ဗျာ3လနဲ့ဒီဘက်က3လ
အဲ့လိုမျိုးကျွန်တော်ပြောတာဆိုတော့ခင်ဗျားဘာဖြစ်လို့အဲ့ဒီလိုပြောရတာလဲလို့ပြောအောင်မယ်နော်ကျွန်တော်ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲပြောချင်တယ်ဗျာခင်ဗျားတို့တော်လှန်ရေးကိုယုံကြည်တယ်လေကျွန်တော်လည်းယုံကြည်တယ်လေခင်ဗျားတို့နဲ့ကျွန်တော်အတူတူပဲလေနိုင်ငံရေးကိုခင်ဗျားတို့ယုံကြည်တယ်လေကျွန်တော်လည်းယုံကြည်တယ်လေအတူတူပဲလေနော်ဆိုတော့ဒါပေမဲ့မြမဒီစစ်အာဏာရှင်တို့ဒီတပါတီအာဏာရှင်တို့တော်လှန်တဲ့ခေတ်ကိုစခဲ့တာဥနုပဲဥနုလက်ထက်ကတောင်တပြည်လုံးလေဖျားတကားဖျားလောင်းဆိုတဲ့ဥနုကိုတပြည်လုံးကပတ်စံဝိုင်းလှူပြီးတော့ဥနုကနေဝင်းပြုတ်ကြအောင်မလုပ်နိုင်ခဲ့ဘူးဗျအဲ့ဒီခေတ်ကတခိုးတွေအွန်လိုင်းလိမ်လည်မှုကြားဖြတ်နေအဲ့ဒါလည်းမရှိသေးဘူးနော်လှူတာကတော့ဗျာဥနုကိုလှူတာကတော့ကျွန်တော်သိထားတာက89ယောက်ဗျအဲ့89ယောက်ကလေဥနုကိုဝိုင်းလှူကြတာဥနုကိုယ်တိုင်အဲ့ဒီအလှူကြီးနဲ့နိုင်ငံတကာပတ်ပြီးတော့မှနောက်ဆုံးစစ်အာဏာရှင်နေဝင်းဖင်အောက်ကိုပြန်ဝင်သွားတာဗျာဒါခင်ဗျားတို့88ယောက်ဟုတ်လားဒါကျွန်တော်အမှန်တိုင်းပြောတယ်နော်ဥနုကိုလှူတဲ့88ယောက်ဆိုတာလေခင်ဗျားပေါ့သေးပုံကိုကြီးများမဟုတ်ဘူးနော်ရှင်းပြောရင်တန်ခါရနာတင်တဲ့ဖုံးကြီးတောင်ပါတယ်ဥနုကိုအဲ့လိုလှူတာတက်လားဥနုကိုလေအဲ့လိုပေးတာဥနုလေအမေရိကန်လည်းရောက်တယ်ဗျာအင်္ဂလန်လည်းရောက်တယ်ဗျာတက်လားဟာရောက်တယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဘိုးနေဝင်းအာနာသိမ့်ပြီးတဲ့အချိန်မှာအမေရိကန်ကဗီယက်နမ်ကိုစိတ်ဝင်စားလာတဲ့အချိန်မှာကျွန်တော်အဲ့ဒါအရင်ပြောခဲ့ပြီးပြီနော်ဘိုးနေဝင်းကဗတ်မလိုက်မူဝါဒကနေတစုံတရာပူးပေါင်းဆောင်ရွက်မှုရှိလျင်လဲဆောင်ရွက်နိုင်ပါတယ်ဆိုတာကိုလောက်ခဲ့တဲ့အတွက်အမေရိကန်ကဘိုးနေဝင်းစီကအကူအညီများရမလားဆိုပြီးတော့ဘိုးနေဝင်းကလေကဲစဉ်းစားကြည့်ဗျာဗိုလ်ချုပ်အောင်ဆန်းကလောက်ကြံခံရပြီးကြဆုံးတယ်ဗျာနိုင်ငံရေးသမားကြီးဦးနုကတက်တယ်ဗျာဦးနုကတရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရလည်းဖြစ်တယ်ဗျာဝန်ကြီးချုပ်လည်းဖြစ်တယ်ဗျာခင်ကြောက်စရာကြီးတော့ကမ္ဘာနိုင်ငံရေးကိုကျွန်တော်ရှင်းပြတာအမေရိကန်သူလိုလားချင်တဲ့အချိန်ကြတော့နေဝင်းနဲ့သွားစကားပြောပြီးတော့ဦးနုကိုဖင်ကန်ထုတ်လိုက်တယ်ဗျာတက်လားဒါကျွန်တော်အမှန်တိုင်းပဲပြောပြတာဟိုခင်ဗျားတို့စိတ်ကူးမရင်နဲ့အခုဖြစ်နေတာကစိတ်ကူးရင်နေကြတာကျွန်တော်ပေးခြင်းတဲ့ message ကကဘာကြီးမှာဘာဖြစ်နေပြီလဲဆိုတာအခုကတရုတ်နဲ့ဒီသမ္မတကြီးထရန့်နဲ့ fight နေကြပြီဘလို့ဖြစ်တော့ညာဖြစ်တော့မယ်တရုတ်ကိုဘလို့လက်ဆင်ပေးလိုက်ပြီတရုတ်ကဘလို့လက်ဆင်ပေးလိုက်ပြီခမည်းဗျာဒေါ်အောင်ဆန်းစုကြည်ကြဆုံးသွားတာလေအဲ့ဒီ lobby အပေါက်နဲ့ကြဆုံးသွားတာဘာလို့ဒေါ်အောင်ဆန်းစုကြည်ကအရန်ရိုးသားတယ်ဗျဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံနဲ့ပတ်သက်လို့နော်အရက်သူအရက်သားနော်စစ်သူစစ်သားပို့ခဲ့တဲ့ပါဆယ်တထုပ်တော်သူအင်္ဂလန်မှာကြောင်းတက်နေတာရောအိန္ဒိယမှာသူဖြတ်တန်းခဲ့တာရောစားခဲ့တာမရှိဘူးဗျဒါပေမဲ့သူ့ရဲ့ပြဿနာကိုကျွန်တော်တွေးလိုက်ရတာကပန်ဆယ်လိုတို့လိုကတုံးမောင်မောင်အေးတို့လိုအုပ်စုနဲ့ဗျာအုပ်စုကြီးနဲ့ဗျာတော်တော်ကြီးတဲ့အုပ်စုဗျာခင်ဗျာကြောက်စရာအုပ်စုကြီးဗျာငရဲမင်းပေါင်းစုံဗျာစัจ java လာကြီးကိုဖျက်မဲ့ပ
န်ဆယ်လိုတို့မောင်မောင်အေးတို့အဲ့လိုအုပ်စုကြီးဗျာအရေးကြိုတို့ဗျာအဲ့လိုကြီးနဲ့ကိုဖာကောင်းဖပြုတ်ကိုဝင်ကတ်တာဗျာခင်ဗျားတို့ကျွန်တော်ပြောတဲ့ဖပြုတ်ကိုခင်ဗျားတို့တွေ့သူ့သားသမီးတွေအားလုံးကနိုင်ငံတကာမှာနော်ဗမာပြည်မှာတယောက်မှမရှိဘူးဖပြုတ်ရဲ့သားစဉ်မြည်ဆက်တယောက်မှမရှိဘူးနော်ပန်ဆယ်လိုနဲ့ပတ်သက်တာတယောက်မှမရှိတော့ဘူးမောင်မောင်အေးနဲ့ပတ်သက်တာတော့တချို့ရှိနေတယ်အဲ့ဒါကျွန်တော်သိတယ်ကျွန်တော်မပြောဘူးဘာကျွန်တော်တို့ကလူသားချင်းကိုချင်းစားတယ်လေအရေးကြိုကတော့ယူနန်ဂါဗနာယူနန်အုပ်ချုပ်ရေးတရုတ်နဲ့ပေါင်းပြီးဗမာပြည်ကိုဂွင်ဆက်ရိုက်သွားနိုင်တယ်ဗျာဘာလဲဗျခင်ဗျားတို့နိုင်ငံရေး mother fuck ဟမ်ငါတို့88တွေကိုမင်းတို့အဲ့လိုလိန်လို့ရသလားလို့သိလားရတယ်မင်းတို့လိန်တာ88ကနည်းနည်းပဲကြံတော့တယ်ခံရတာပြည်သူကွာဒေါ်အောင်ဆန်းစုကြည်ကအသက်လည်းကြီးသွားပြီသူနိုင်ငံရေးမလုပ်တော့ဘူးပြောတယ်လေဒါလည်းမှန်တယ်လေ right သူတရားသူရှာနေပြီလေဘာဖြစ်လို့အတုံးချနေသေးလဲမရှက်ကြဘူးလားဒေါ်အောင်ဆန်းစုကြည်ကိုအတုံးမချနဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကအတိုင်းတက်တာတစ်ခုမှသူလုတ်ခဲ့ပေးပြီလေငါတို့88ဆိုရင်အဲ့ရခေါင်းရဲမှာဗုဒ္ဓမြတ်စွာဘုရားအောက်မှာရှိတဲ့ဓာတ်ပေါ်ကဒေါ်အောင်ဆန်းစုကြည်ဟုတ်လားမင်းတို့မရှက်ကြဘူးလားခိုးလို့လဲဝပြီအိမ်တွေလဲဝယ်ပြီးပြီခြံတွေလဲဝယ်ပြီးပြီထပ်ပြီးငိုပြတယ်ဘာလဲပကြီးဆရာမဘသူလဲဒေါ်အောင်ဆန်းစုကြည်မျက်လုံးနဲ့ဆိုပြီးတော့မျက်လုံးအလင်းရောင်ဆိုဘာလဲမသိဘူးကွာတက်လားဟိုအနုပညာကိုအသေးချလည်းမသိဘူးကွာနားလည်းမလဲဘူးကွာချစ်သူဝေဟာနဖူးမှာဟိုတာတက်တာအဲ့ဒီကိစ္စကိုစတင်ပြီးဖြေရှင်းပေးတာလဲကျွန်တော်ပဲလေမဟုတ်ဘူးအဲ့ဒါအုံနာရစတင်ကြီးရစဒါရာယိစတေသရဏီယောဆိုပြီးတော့ဒီအုံနာရိစအုံနိစောဆိုတာကိုလောက်တောင်မသိဘဲနဲ့လောက်ခဲ့တဲ့ပကြီးကားတစ်ချက်ကိုကျွန်တော်ပဲအရင်ပြောခဲ့တာလေခင်ဗျားတို့ဘာတွေပြောနာလဲအေးကျွန်တော်ထွက်ပြောလာမဲ့အချိန်အသေးချာရှိတယ်ခင်ဗျားတို့ထင်းနေတယ်မင်းအောင်လိုက်ဘောမမယ်လို့ထင်းနေတယ်အေးကျွန်တော်အဲ့ဒီဘောကိုမပြီးတော့လေကျွန်တော်အစိတ်စိတ်အမွားမွားခွဲပြီးတော့အချိန်ရည်နဲ့တို့စားမှာအဲ့ဒါလည်းမှတ်ထားအောင်ဟုတ်ပြီနော်ငါပြိုင်နဲ့လည်းခင်ဗျားတို့အကြိုက်ကျွန်တော်တို့စားပြမယ်ငါပြည့်အကြိုက်လည်းကျွန်တော်တို့စားပြမယ်โอเคအခုကဘာဖြစ်နေလဲဆိုတော့ဟာငါတို့ပြောတာမထောက်ခင်ဒလန်ဟာငါတို့ပြောတာထောက်ခင်အမေသားအမေကဘာမှမလုပ်တော့ဘူးလေအမေနားသွားပြီလေဟမ် mother fuck တည်းရဲ့အမေနားသွားပြီအမေကိုသုံးချခဲ့ပြီးပြီအဲ့ဒီအမေကိုဘယ်လိုအသုံးချခဲ့တယ်လဲဆိုတာကိုအီတလီနိုင်ငံကတရောပညာရှင်နဲ့ကျွန်တော်တွေးဆုံခဲ့ပြီးတော့ဖြစ်တဲ့ပြဿနာကို88ကျောင်းသားရဲဘော်တေဇသူရအဲ့ဒီတေဇသူရဆိုတာဘိုလ်ချုပ်အောင်ဆန်းကိုတတ်ခဲ့တဲ့ဂလုံဦးစောရဲ့တရားစီရင်မှုမှာတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့တရားသူကြီးတယောက်ရဲ့မြည်ပြနိုင်ငံရေးမျိုးဆက်အချင်းချင်းတွေ့ကျွန်တော်တို့တွေ့ကြတယ်ပေါင်းကြတယ်88မှာအတူတူတော်လှန်တယ်သူပြောခဲ့ပြီးပြီလေကျွန်တော်ထောင်ထဲရောက်သွားတယ်သူတို့တောခိုတယ်ဟုတ်လားကျွန်တော်ပြောတာရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်မဟုတ်တာမပြောဘူးဒိမတ်နိုင်ငံမှာနေနေတယ်တေဇသူရပြောတယ်ကျွန်တော်သူ့ပြောတယ်ရဲဘော်မဟုတ်တာတော့မပြောနဲ့ကို့အကြောင်းဟုတ်တာကိုပြောပြလိုက်ပါဒါပဲပြောတယ်ဖျားပေးပေးကြမ်းပေးပေးအဲ့ဒါခမည်းတော်ဗမာစကားပုံတိုင်းခမည်းတော်ကဖျားပေးတာလေ
ခမည်းတော်လိုချင်တာနဲ့အတိအကျမဟုတ်ရင်ခမည်းတော်အဲ့ဖရာလည်းမကြိုက်တော့ဘူးဗျကျန်းကပေးတာလေခမည်းတော်ကအမှုဘာယာဗလက်ချနိုင်ခြင်းရင်လေအဲ့ဒီကျန်းကပေးတာမကြိုက်တော့ဘူးဗျဖရာပေးကျန်းပေးဆိုအဲ့ဒါကိုပြောတာဘာပဲပေးခမည်းတော်အတ္တနဲ့မကိုက်ညီမကြိုက်ဘူးဗျခမည်းတော်စောက်ယူတယ်လို့ကျွန်တော်ပြောတာကျွန်တော်မယူဘူးဗျအဲ့ဒါကြောင့်ရဲဘော်တေဇသူရကိုပြောတယ်တေဇသူရဆိုတာဘိုလ်ချုပ်အောင်ဆန်းကိုတတ်ပြီးတော့နော်အဲ့ဒီအမှုကိုတရားစီရင်ခဲ့တဲ့တရားသူကြီးရဲ့မြေးဗျာကျွန်တော်တို့လိုနိုင်ငံရေးမျိုးဆက်တွေပြန်ဆုံခဲ့ကြတဲ့သမိုင်းမှတ်တမ်းတွေလည်းရှိတယ်ဘာလဲကျွန်တော်လာပြီးတော့မျိုးရန်အောင်သိမ်းဆိုလာလုံနေကျွန်တော်ပြောတာအခုဖမ်းနေပြီအကျန်းဖက်ထောက်ပံ့တာတွေကိုဖမ်းနေပြီတွေးတဲ့နေရာမှာအကျန်းဖက်ထောက်ပံ့သူအဖြစ်နဲ့ဖမ်းခိုင်းမယ်လို့ကျွန်တော်စိန်ခေါ်ထားတယ်လေခင်ဗျားတို့ဘာတွေကျွန်တော်ဆက်လာပေးနေတာလဲကျွန်တော်မကြိုက်ဘူးအကျန်းဖက်တာကျွန်တော်မကြိုက်ဘူးမင်းအောင်လှိုင်မပြောနဲ့မြန်မာစစ်တပ်ကအကျန်းဖက်ပြီးတောက်လျှောက်အုပ်ချုပ်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီလိုအကျန်းဖက်ပြီးတောက်လျှောက်အုပ်ချုပ်လာတဲ့မြန်မာစစ်တပ်ကိုခမည်းတော်ကပြန်တော်လှန်တဲ့အချိန်မှာအကျန်းပြန်ဖက်ပြီးတော်လှန်တာအဲ့ဒါတော်လှန်ရင်မဟုတ်ဘူးဗျဘာလို့ထွက်ပြေးတာလဲဗျာတိလားဦးရောဘတ်ဆန်းအောင်ဆိုရင်လေကျွန်တော်နဲ့စကားပြောတဲ့ဖိုင်လေးတင်မိလိုက်တာသူ့ဘဝလုံးတစ်ခုလုံးတုံးသွားတယ်ဗျာသူ့ဘဝတုံးသွားတာကိုချစ်သူဝေနဲ့လင်းကဆက်လှုပ်စားပြီးတော့အိမ်ဝဲချမ်းဝဲမိသားစုတွေနဲ့အမေရိကန်မှာနေထိုင်ခွင့်ရသွားတယ်ဗျာဦးရောဘတ်ဆန်းအောင်ကအစ္စလမ်ဘာသာဝင်ဗျာကဲကျွန်တော်ရိုးရှင်းလေးပြောမယ်နော်ခင်ဗျားတို့ကျွန်တော်အစ္စလမ်မုန်းတယ်တွေဘာမှမပြောနဲ့နော်ဦးရောဘတ်ဆန်းအောင်ကအစ္စလမ်ဘာသာဝင်နော်ချစ်သူဝေကခက်တယ်လေဗျာလင်းကဗုဒ္ဓဘာသာလားဘာလားမသိဘူးစောက်ယူအပေါက်မျိုးချိုးနေတဲ့ကောင်ဗျာဒါပေမဲ့ဦးရောဘတ်ဆန်းအောင်အဲ့ဒီအချိန်ကကျွန်တော်နဲ့ပြောခဲ့တဲ့ဥစ္စာတွေအားလုံးဟာအမှန်တရားတွေဗျအခုဦးရောဘတ်ဆန်းအောင်အမေရိကန်မှာလင်းနဲ့ချစ်သူဝေသူ့ကိုလိုက်ဒုက္ခပေးမှဆိုပြီးတော့ငြိမ်လေးနေပြီးတော့စစ်အာဏာရှင်ကိုမထောက်ခံတဲ့သူတယောက်နဲ့နေရတာဗျမရှက်ကြဘူးလားဗျလင်းချစ်သူဝေကျွန်တော်မသိဘူးအပြင်မှာလည်းမတွေ့ဘူးအာဇာနီတော့ကျွန်တော်ပြောလိုက်တယ်ငါကိစ္စဝင်မရှုပ်နဲ့ငါမကြိုက်ဘူးအဲ့ဒါကျွန်တော်ရေးတင်ဘူးတယ်ထွန်းအိမ်ဒရာကိုပြောလိုက်တယ်ငါမိသားစုကိုဝင်မရှုပ်နဲ့ငါမကြိုက်ဘူးဒါကျွန်တော်အမှန်တိုင်းနေပြောနေတယ်လေဒီလိုပြောဖို့အတွက်ပတ်သက်ခဲ့တဲ့ကောင်တွေမှာပဲတာဝန်ရှိတယ်ကျွန်တော်မပတ်သက်ခဲ့ဘူးလေဗျာတဲ့လားဆိုတော့ဟာလူတွေကပြောတယ်ကိုရှယ်ရွေးကောက်ပွဲအကြောင်းပြောပါတဲ့ဟာပြောပြီးပြီလေဘာတွေဆက်မင်းနေတာလဲမနိုင်တဲ့ကိစ္စကိုနိုင်အောင်မတရားပြုတ်ကြည့်ပြီးဆောင်ရွက်မဲ့အကျင့်စရိုက်နဲ့အလောက်အနေအထားကဗမာပြည်မှာပဲရှိတယ်လေမနိုင်ဘူးဗျာအဲ့ဒါကိုမတရားပြုတ်ကျင့်ပြီးနိုင်အောင်လုပ်မယ်ဆိုတာဗမာပြည်မှာပဲရှိတယ်လေကျွန်တော်အဲ့ဒါပြောခဲ့ပြီးခင်ဗျားတို့အာရခမီဒီယာမှာအကန်းတို့ရအပိုင်း1ကနေ10အထိသွားနာထောင်လိုက်ဗျာဘာတွေပြောနာအကုန်ပြောခဲ့ပြီးပြီလေကျွန်တော်ဘာတွေဆက်ပြောရမှာလဲကျွန်တော်အေးစေးအနားယူမယ်ကျွန်တော်မီလီယံနာတယောက်ဖြစ်တယ်ကျွန်တော်အစိုးရဝန်ထမ်းအရာရှိတယောက်ဖြစ်တယ်ကျွန်တော်တစ်ချိန်ကာလလေးတစ်ခုမှအနားယူမယ်တစ်ကမ္ဘာလုံးကိုသွားမယ်အားလုံးကိုကြည့်ရှုမယ်ဒါပဲလေဟုတ်လားခင်ဗျားတို့ဟာတော်ဆောက်ချက်မရှိတဲ့ကောင်နေဟာတမှုတိတွေရောပရမတ်ထတွေရောဟာဘ
ဘေနိုင်ငံမှာမရောက်ပဲနဲ့ဗမာနိုင်ငံကချီးသာတာလောက်အဆင့်ကိုစားပြီးတော့တရုတ်ပို့တာထိုင်းပို့တာတွေကိုစားပြီးတော့ကင်ဆာယောဂါကြောက်ကပ်ယောဂါသွေးတို့ဘောင်းစုံနဲ့ထိုင်ပြောနေကြတာဗျဟောတော့စောက်ချက်မရှိတဲ့ကောင်တွေတက်လားဟာအံ့ဩစရာအမျိုးဘာသာသာသနာဟာအမျိုးဘာသာသာသနာကြီးကတရုတ်နဲ့တွေ့လဲဖင်ခံလိုက်တာပဲရုရှားနဲ့တွေ့လဲဖင်ကုန်းလိုက်တာပဲ mother fuck that's it ကိုရှင်ဟုတ်ပြီနော်ကျွန်တော်ပြောမယ်ဗျာကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလေးစားတယ်မြန်မာပြည်ဒီမိုကရေစီရအောင်လဲကျွန်တော်လိုချင်ခဲ့တဲ့လူဗျတက်လားအဲ့ဒါကိုပေါက်ပန်း40တော့ကျွန်တော်ပြောနေကြတာလဲတွေ့တယ်ကျွန်တော်တခုတော့ပြောလိုက်မယ်နော်ရေတွေစုပွက်နေတဲ့ကျွန်တော်လက်ခံနေတယ်လို့များခင်ဗျားတို့ထင်နေသလားဘာဖြစ်လို့လဲသိလားအဲ့လိုပြောရင်ခုနကစုပွက်နေတဲ့အိုးတွေကကောင်းတွေကအဖုံးဖွင့်လိုက်တဲ့အချိန်မှာအပြင်မှာအားလုံးပြင်ဆင်ထားပြီးပြီလို့ဒါပေမဲ့ကျွန်တော်ကအဲ့ဒီအိုးထဲမှာမရှိပေမဲ့အိုးအပြင်ဘက်ကခမည်းတော်မီးတို့တာရောမီးရှို့တာရောစုပွက်တာရောခမည်းတော်မခံနိုင်လို့ရုန်းကန်ထကြွလာသည်တော့ရောအားလုံးသိတယ်လို့ပြဿနာကဘာလဲလို့ကျွန်တော်ပြောပြမယ်သိလားခမည်းတော်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းအသုံးမချနဲ့အပြစ်လည်းပုံမချနဲ့သိလားဒေါ်အောင်ဆန်းစုကြည်ကခမည်းတော်ကိုအသုံးချဖို့မြန်မာနိုင်ငံကိုရောက်လာဆန်းစုကြည်မင်္ဂလာတုံလေစိတ်ကB604 ဘိန်းကိုမောင်းပြီးဥအောင်ကြီးနဲ့ဘသူကကြိုခဲ့တာလဲဗျာအရေးခင်းလည်းမဖြစ်သေးဘူးနော်ဒါကိုကျွန်တော်ပြောပြတာပါခင်ဗျားတို့မေ့နေကြလို့ဒါပေမဲ့လေစိတ်မကောင်းစရာလေးတစ်ခုကိုပြောပြမယ်ဒေါ်အောင်ဆန်းစုကြည်ကလေလူ3ဦးကတထေးဖြစ်ပြီးတော့လူ2ဦးကခွေးဖြစ်သွားတယ်ဗျနံပါတ်1ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးမှာလိုက်မျောလာခဲ့ပြီးတော့မှတကယ်ပြဿနာဖြစ်တဲ့အချိန်မှာတိတ်လေးရှောင်ပြေးသွားတဲ့သူတွေနံပါတ်2ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီးတော့အကျိုးစီးပွားရပါတယ်အမေရိကန်မှာခင်ဗျကျွန်တော်ဗမာပြည်ပြန်သွားတော့ရောကျွန်တော်ကဘာဖြစ်မှာလဲအဒီကောင်မှဖြစ်မှာဗျခင်ဗျားတို့ကိုကျွန်တော်စိတ်တစယောဂဗေဒတစ်ခုနဲ့ပတ်သက်ပြီးဒီညကျွန်တော်ဗီဒီယိုဖိုင်တစ်ခုတင်ပေးမယ်ဟုတ်လားခင်ဗျားတို့အချင်းထင်းတဲ့ကိုရှယ်မျိုးတွေကိုကျွန်တော်ပေးခြင်းတဲ့ message ကမြန်မာနိုင်ငံမှာခင်ဗျားတို့အစ္စလမ်လည်းမမုန်းနဲ့ခရစ်ယာန်လည်းမမုန်းနဲ့ဗုဒ္ဓဘာသာကိုလည်းခင်ဗျားတို့မကြွားဝါနဲ့ဘာဖြစ်လို့လဲဆိုတော့မမုန်းခြင်းမကြွားဝါခြင်းနဲ့ထူထောင်တိုးတက်သွားတဲ့တိုင်းပြည်တွေအများကြီးဗျလက်ရှိလည်းဖြစ်နေကြတယ်ဗျငြိမ်းချမ်းနေကြတယ်ဗျဒါကျွန်တော်အမှန်တိုင်းပဲပြောတာဟာကျွန်တော်အစ္စလမ်မုန်းဒီရေးတူလို့ပါတော့ဟာမောင်တော်မှာတတ်တာဗျာခင်ဗျာ2019ဩဂတ်လ25ရက်နေ့မနေ့4နိုင်ကနေကျွန်တော်တင်ပြတာဗျာ6ရက်ကြာတယ်တက်လားကျွန်တော်ပိန်ချုံးသွားတယ်ဗျာဟာအခုအဲ့ကလားတွေကျွန်တော်အကုန်ထိုင်ဆဲတာရတယ်ဘာဖြစ်လို့ပန်းဆယ်လူကရောက်လာပြီလေနန်လို့မရင်းမကျင့်ပါဘူးတဲ့ဟာခမည်းတော်ကလမတွေတော်တော်နန်နေနော်ပန်းဆယ်လူပြောတာနော်မောင်မောင်အေးကနိုင်ငံတော်သချင်းမဆိုရင်အကုန်ပြစ်တတ်လို့ရတယ်တဲ့ဟမ်ဟာအဲ့ဒါကြီးလည်းမှန်တယ်နော်
ဟာယူကုန်ပြီဗျဗမာပြည်ကခင်ဗျရခိုင်ကဘာမှမပြောဘူးအေးလည်းမရှိဘူးအဲ့ဒီချိန်မှာဟာအခုကြတော့ဟာပန်ဆယ်လူရောမောင်မောင်အေးရောခင်ဗျားတို့အန်ယူဂျီရောဟာစကစရောမင်းအောင်လှိုင်ရောဟာအေးမရှိတော့မှအေးတယ်တဲ့ဟာပူအောင်လုပ်ခဲ့တာခင်ဗျားတို့လေအဲ့ဒီချိန်မှာအေးလည်းမရှိဘူးလေကျွန်တော်ပြောတာပြီးတော့အကျန်းဖက်အထီးကြုံလက်တဲ့ဘသူလဲဖော်လိုက်ပြီးဆိုတာအပိုင်း1 2 3 4 5ခင်ဗျားတို့ AI ခက်ကြီးလဲရောက်နေပြီလေ Google လဲရောက်နေပြီလေဟုတ်တယ်မလား The masterpiece of the sectarian violence ဆိုတော့ကျွန်တော်ရေးခဲ့လေဒါ international ဆောင်းပါးကြီးလေကျွန်တော်ဒေါ်လာတန်းနဲ့ချီရခဲ့တာလေအဲ့လိုရဖို့အတွက်မြန်မာပြည်မှာစုံစမ်းထောက်လှမ်းခဲ့တဲ့ The sectarian violence in Burma ဆိုတဲ့အခန်းဆက်ဆောင်းပါးကြီးကတက္ကသိုလ်တွေမှာရှိနေပြီလေခင်ဗျားတို့ဘာပြောနေတာကျွန်တော်လှုပ်ပေးနိုင်တာကျွန်တော်လှုပ်ပေးခဲ့ပြီကျွန်တော်ဘယ်သူဘက်မှမလိုက်ခဲ့ဘူးလေမတရားတာကိုမတရားဘူးပြောတယ်လေတရားတာကိုတရားတယ်လို့ပြောတယ်လေခင်ဗျားတို့ကဘာလိုချင်နေတာအဲ့ကျွန်တော်မသိတော့ဘူးဗျာအဲ့ကျွန်တော်သိတာကအခုဖြစ်နေတဲ့ပြဿနာက2 ပွင့်ဆိုင်လည်းမဟုတ်3 ပွင့်ဆိုင်လည်းမဟုတ်10 ပွင့်ဆိုင်မကဘူးဗျာဟိုတန်းလွင်ထွန်းကပြောတယ်ဆိုတာလေကျွန်တော်ပြောမယ်ကျွန်တော်တို့88မှာလဲလေခွက်ပုံးတို့ဂိတ်ပုံးတို့ဂေါက်ပုံးတို့ရှိတယ်ဗျလေရင်နဲ့နေ့စဉ်ဘုံကျဲနေတဲ့ကိစ္စကြီးကိုလက်ကင်ထားပြီးငိမ့်ချမ်းကြီးလုံမယ်ဆိုတာဟာဒါကြီးကတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောတာဒီကောင်ကအဲ့ဒီမှာမေကွန်မေးတာဟာတန်းလွင်ထွန်းရပဲဆရာကြီးပါပေါ့သိလားဟာလေရင်နဲ့ဟာဘုံကျဲနေတာဒါကိုသူသိလို့မေးတာကျွန်တော်ကအဲ့ဒီကောင်မမေးခင်နဲ့ရေးတင်ထားတယ်ဒါပေမဲ့ကျွန်တော်အားနာတယ်ဗျဘာဖြစ်လို့လဲသိလားမြန်မာနိုင်ငံမှာလေခင်ဗျကြိုက်တဲ့ product ပဲထုတ်တရုတ်နိုင်ငံမှာပဲထုတ်ခင်ဗျအမေရိကန်မှာပဲထုတ်ခင်ဗျထုတ်တဲ့ product ကိုနော်ဘူးပိတ်ပါကင်ပိတ်ပြီးတော့တစိမ့်ကတ်တဲ့ကောင်ကမားကက်ရသွားတာဗျဒါပါပဲအဲ့ဒါကိုလေကျွန်တော်အစိုးရရေးတင်ခဲ့တာလေးနဲ့ဘုံကျဲပြီးတော့ငင်းငင်းလိုချင်တာလို့ဟာဖြစ်နိုင်ပါမလားလို့ဒါပဲကျွန်တော်ပြောခဲ့တယ်လေခင်ဗျားတို့လက်ချောင်းနေအရန်အားနေလေကျွန်တော်အကောက်နေကိုလေလက်မပဲဖြစ်လက်ညိုးပဲဖြစ်နောက်ဆုံးခင်ဗျားတို့ဖင်ရရင်ဖင်နဲ့ပဲပုတ်ပြီးတော့ဆွဲချပြီးတော့ကျွန်တော်ဘာတွေရေးခဲ့တယ်လဲဆိုတာကိုတွားဖတ်ကြပါလို့အထူးတောင်းပန်ပါတယ်ဗျာကျေးဇူးတင်ပါတယ်